အားလုံးပဲမင်္ဂလာပါရှင်ဒီမှာဆိုရင်ကျွန်မအခုဖတ်နေတယ်ပေါ့နော် Teaching Second Language Academic Writing နဲ့မှာပါတဲ့အကြောင်းအရာလေးတချို့ကိုပြန်လည်ပြီးတော့မျှဝေပေးပါရစေရှင်အဲ့တော့ဒီမှာဆိုရင် L2AW instruction involves teaching a second language, teaching writing and teaching academic literacy all in an integrated way အဲ့တော့ကျွန်မတို့ဒီသင်ကြားနေတဲ့ L2AW သင်ကြားပို့ချမှုမှာဘာတွေပါဝင်လဲဆိုတော့ကြတော့ဒီ second language ဒုတိယဘာသာရပ်စကားအနေနဲ့ပေါ့နော်ဒါကလည်းကျမတို့ရဲ့မိခင်ဘာသာစကားမဟုတ်ဘူးဖြစ်တဲ့အတွက်ဒါတွေသင်ကြားမှုတွေနောက်ပြီးတော့ရေးတတ်ဖို့ပေါ့နော်ဒီ teaching writing အရေးနဲ့ပတ်သက်တာမျိုးတွေနောက် teaching academic literacy ဆိုတော့ကြတော့ဒီအစိမ့်မြင့်ဖတ်တတ်ဖို့ရေးတတ်ဖို့ဒီလိုအကြောင်းအရာတွေအားလုံးပါဝင်တာဒါ L2AW သင်ကြားပို့ချမှုပေါ့နော်အဲ့တော့ဒီမှာဆိုရင် all in an integrated way ဆိုတော့ကြတော့ဘတ်ပေါင်းစုံကနေပါဝင်တဲ့အခြေအနေလေးပေါ့နော်အဲ့တော့ it is insufficient for teachers to understand language writing or academic practices and context အဲ့တော့ဆရာမအနေနဲ့ဆိုရင်ဒီဘာသာရေးစကားကိုနားလည်ဖို့နောက်ရေးတတ်တာတို့နောက်ပြီးတော့အစိမ့်မြင့်ဒီလေ့ကျင့်သင်ကြားမှုတွေဒီတက်ပို့ပြီးတော့ပေါ့နော်ဒီစကားဆက်ဒီအခြေအနေတွေကိုနားလည်ဖို့တွေဆိုရင်လည်းလုံလောက်မှုမရှိဘူးဒီပို့ပြီးတော့လေ့လာလေ့တွေ့ရှိလေပေါ့နော်အဲ့တော့ instead they must understand all of these areas and their interaction along with many related concepts အဲ့တော့အဲ့ဒီဆာမှာဆိုရင်ဒီသူတို့တွေအနေနဲ့ဒီကျမတို့ဆရာမအနေနဲ့ပေါ့နော်ပူပေါင်းပါဝင်ဆောင်ရွက်ဖို့လေ့လာပြီးတော့ဒါအကုန်အချင်းချင်းအပြန်အလှန်ပေါ့နော်ဒီသဘောထားတွေဒါမျိုးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကြီးဒါတွေအားလုံးနေပယ်ပေါင်းစုံကိုနားလည်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီမှာဆိုရင် a tall order indeed ဒီစာကြောင်းလေးလည်းကျမနှစ်သက်တယ်ပေါ့နော်ဒီမှာဆိုရင် EDM နေနဲ့သုံးထားတယ်တကယ်ကိုလှုပ်ဆောင်ရခက်ခဲတဲ့တကယ်ကိုခက်ခဲတဲ့အခြေအနေတည်းပေါ့နော်အဲ့တော့ဒီ teaching academic writing ရောက်ဖို့အတွက်ဆိုရင်ကျမတို့အနေနဲ့လည်းအများကြီးစူးစမ်းဖို့လိုရတယ်ဒီတဲတပွင့်စာလောက်ပဲကျမသိရလေးရှိတော့ကြတော့ဒီမှာဆိုရင်လည်းဒီစာကြောင်းလေးတွေကိုလည်းပတ်သက်ပြီးတော့ဒီစာဖတ်သူတွေအနေနဲ့လည်းဘူးတတရအောင်လို့ပြန်လည်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်ရှင်